ဘာဦးကျန်အခန်းကြီး3မွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန်တကားတို့ထက်လိမ္မာသည်ဖြစ်၍မိမအားတင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလောဟုမေ၏မိမကလည်းငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏ဥယျာဉ်အလယ်၌ရှိသောအပင်တို့၏အသီးကိုကတင်တို့သည်မကိုင်မစားဘဲနေကြလောသို့မဟုတ်တည်မည်ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟုမွေအားဆို၏မွေကလည်းတင်တို့သည်ဧကန်အမှန်တရားမည်မဟုတ်အကြောင်းမူကားထိုအသီးကိုစားသောနေ့၌တင်တို့သည်မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုသိ၍ဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန်သည်ကိုဘုရားသခင်တည်တော်မူသည်ဟုမိမအားဆို၏ထိုပင်သည်စားပွဲကောင်းခြင်းအစင်းလဲလှခြင်းပညာတိုးပွားစေသောလူငါနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမသည်မြင်လျင်အသီးကိုယူ၍စား၏မိမိခင်မွန်အားလည်းပေး၍သူသည်လည်းစား၏သူတို့နှစ်ယောက်တို့သည်မျက်စိပွင့်လင်း၍မိမိတို့၌အဝိအခြေစီရှိသည်ကိုမြင်လျင်မိမိတို့ဝိရန်ဖို့တင်မောတဖန်းပင်ရွက်တို့ကိုချုပ်ဆက်၍ခါးစည်းကိုလုပ်ကြ၏နေဤသောအချိန်တွင်ထိုဥယျာဉ်၌ထာဝရဘုရားသခင်ကြွတော်မူသောအတန်ကိုလူလင်များတို့သည်ကြားလျင်အထံတော်မှလွတ်ခြင်းကဥယျာဉ်အပင်တို့တွင်ပုန်းကွယ်လျက်နေကြ၏ထာဝရအရှင်ဘုရားသခင်ကလည်းတင်သည်အပင်မှရှိသည်ဟုလူကိုခေါ်တော်မူ၏လူကလည်းဥယျာဉ်၌ကိုတော်၏အတန်ကိုကျွန်တော်ကြားလျင်အဝိအချီးစီးရှိသောကြောင့်ကြောက်၍ပုန်းလျက်နေပါသည်ဟုလျှောက်လေ၏ဘုရားသခင်ကလည်းတင်၌အဝိအချီးရှိသည်ကိုတင့်အားအဘယ်သူပြောသနည်းမဆရာဟုငါတတ်မှတ်သောအပင်၏အသီးကိုစားသလောဟုမေးတော်မူ၏ဘုရားသခင်ကလည်းတင်၌အဝိအချီးရှိသည်ကိုတင့်အားအဘယ်သူပြောသနည်းမစားရဟုငါပြည့်ညတ်သောအပင်၏အသီးကိုစားပြီလောဟုမေးတော်မူ၏လူကလည်းအကျွန်ုပ်၌အပ်ပေးတော်မူသောမိမသည်ထိုအပင်၏အသီးကိုပေး၍ကျွန်တော်စားမိပါ၏ဟုလျှောက်လေ၏ထာဝရရှင်ဘုရားသခင်ကလည်းတင်သည်အဘယ်သို့ပြုပြီးသနည်းဟုမိမအားမေးတော်မူလျင်မိမကမွေသည်ကျွန်တော်မကိုလှည့်စား၍ကျွန်တော်မသည်စားမိပါပြီဟုလျှောက်လေ၏ထာဝရရှင်ဘုရားသခင်သည်မွေကိုခေါ်၍တင်သည်ဤအမှုကိုပြုသောကြောင့်တားရင်သားရဲ့အပေါင်းတို့ထက်ကျိန်ချင်းကိုခံရ၏တင်သည်ဝမ်းဖြင့်သွား၍မြေမှုန့်ကိုတစ်သက်လုံးစားရမည်တင်နှင့်မိန်းမကိုလည်းကောင်းတင်ဤအမျိုးနွယ်နှင့်မိန်းမ၏အမျိုးနွယ်ကို၎င်းငါသည်ရန်ညှိုးဖွဲ့စေမည်သူသည်တင်ဤကောင်းကိုကြိတ်လိမ့်မည်တင်သည်သူဤဖနှောင့်ကိုကြိတ်လိမ့်မည်ဟုမိန့်တော်မူ၏မိန်းမကိုလည်းတင်၌ကိုယ်ဝင်ဆောင်ခြင်းဝေဒနာကိုငါအလွန်များပြားစေမည်ပင်မန်းစွာဝေဒနာကိုခံ၍တားဖွားရမည်ကိုခင်မွန်း၏အလိုသို့လာ၍သူ၏အုပ်ဆိုးခြင်းကိုလည်းခံရမည်ဟုမိန့်တော်မူ၏ယောက်ျားကိုလည်းထိုအပင်၏အသီးကိုမစားရဟုငါပြည့်ညတ်တော်လေတင်သည်မယား၏စကားကိုနားထောင်၍စားမိသောကြောင့်မြေသည်တင်၏အတွက်ကျိန်ချင်းကိုခံလျက်ရှိ၏မြေ၏အသီးကိုတစ်သက်ပတ်လုံးပင်မန်းစွာစားရမည်စူးပင်အမျိုးမျိုးတို့ကိုလည်းတင့်အဖို့မြေပေါက်စေမည်လင်း၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ကိုစားရမည်တင်ထွက်ရမည်သို့မပြန်မီတိုင်အောင်တင်ဤမျက်နှာမှချွေးထွက်လျက်အစာကိုစားရမည်အကြောင်းမူကားတင်သည်မြေမှုန့်ဖြစ်၍မြေမှုန့်သို့ပြန်ရမည်ဟုမိန့်တော်မူ၏ထိုအခါလူသည်မိမိမယားကိုဧဝအမည်ဖြင့်မှဲ့လေ၏အကြောင်းမူကားသူသည်အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သည်ထာဝရအရှင်ဘုရားသခင်သည်လည်းလူလင်မယားဖို့တရေဖြင့်ဝိလုံကိုလှုပ်၍ဝစ်ခြုံစေတော်မူ၏ထာဝရအရှင်ဘုရားသခင်ကလည်းလူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍၎င်းဖြစ်၍ကောင်းမကောင်းတည်တဲ့၏ယခုမှသူသည်ထာဝရအသက်ကိုရခြင်းကလက်ကိုဆက်လျက်အသက်ပင်အသီးကိုယူ၍မစားသင့်ဟုမိန့်တော်မူ၍လူသည်မိမိထွက်သောမြေ၌လှုပ်ရမည်အကြောင်းထာဝရအရှင်ဘုရားသခင်သည်ဧဒင်ဥယျာဉ်ထဲကလွှတ်လိုက်တော်မူ၏ထို့သို့လူကိုနှင်ထုတ်ပြီးလျှင်အသက်ပင်လန်းကိုစောင့်ရှောက်စေခြင်းကမိဆက်လက်နက်နှင့်တကွခေရုဗိမ်တို့ကိုဥယျာဉ်အရှိဘက်၌ထားတော်မူ၏